ဒီဂျပန်ဖိုက်တာကတော့ညစ်ပတ်တဲ့နေလန်းကိုတုံးဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်ဗျာသူဟာမြေပြင်ပေါ်ဆွဲလဲဖို့စူးစမ်းရင်းနဲ့ပြိုင်ပွဲရဲ့တူကိုတိုက်ရိုက်တိုက်ခိုက်ခဲ့တာပါဒါဟာစီးမြင့်ရလုံးဝခွင့်မပြုထားတဲ့လုပ်ရမျိုးပေါ့ပြိုင်ပွဲရဲ့မျက်နှာကိုပဲကြည့်လိုက်ပါအောင်ဂျပန်ဖိုက်တာဟာအကြီးမားဆုံးမာကြီးကိုလှုပ်လိုက်မိပါပြီသူဟာဒေါသထွက်အောင်မလုပ်တဲ့သူကိုတွားပြီးဆွမ်းမိလိုက်တာပါသူ့ရဲ့ပြိုင်ဘက်ကတာမန်လူမဟုတ်ပါဘူးမွေထမ်းလောက်ခဲ့တဲ့တက်ရှိထင်ရှားကန်ထဝင်ကြီးပုတ်ခေါင်ပဲဖြစ်ပါတယ်ပုတ်ခေါင်ရဲ့နမီကတကဘာလုံးမှာကြော်ကြားလာပါတယ် professional ပွဲပေါင်း240ကျော်အနိုင်ရထားပြီးချန်ပီယံပွဲပေါင်းများစွာနဲ့အတူစီကံရှိမှုနာကျင်မှုတွေကိုယဉ်ပြီးတိစောက်ထားတဲ့ဂုဏ်သတင်းကတော့အမခမ်းပါပဲသူဟာထိုင်းနိုင်ငံရဲ့တောနက်တွေထဲမှာအုံးပင်တွေကိုသူ့ရဲ့ခြေတလုံးနဲ့ပုစိန်လိုမျိုးပေါက်ပြီးလေ့ကျင့်ခဲ့သူပေါ့ဝေဖန်ရေးသမားတွေကတော့သူ့ကိုအားကစားလုပ်ခဲ့တဲ့အကောင်းဆုံးတိုက်ခိုက်ရေးသမားတို့အဖြစ်သတ်မှတ်ထားကြပါတယ်ဂျပန်ဖိုက်တာတာကာယူကီကလည်းလူတစ်တော်မဟုတ်ပါဘူးသူကဂျိုကုရှင်ကီယာရီကပတ်နဲ့ဖြစ်တယ်လို့အတွေ့အကြုံရင်းနဲ့ကစ်ပေါက်စာတယောက်လည်းဖြစ်ပါတယ်လူအများစုကသူဟာပုတ်ခေါင်ကိုအခြေအနေရှင်နိုင်လိမ့်မယ်လို့ထင်ထားကြတာပါသူ့မှာခွန်အားရှိတယ်နေစနစ်ရှိတယ်မမာနာလည်းရှိပါတယ်ဒါပေမဲ့မိုင်းရွနဲ့ဆုံးဖြတ်ချက်တစ်ခုကအရာအလုံးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်အဲ့ဒီအချိန်ကစပြီးသူ့ရဲ့တိုက်ပွဲဟာတစ်သက်လုံး6လက်နေမဲ့အိမ်မက်ဆိုးကြီးဖြစ်သွားခဲ့ပါတယ်သူပြောနေကြစကားဖြစ်တဲ့ဘုရားသခင်ကခွင့်လွှတ်ခြင်းခွင့်လွှတ်လိမ့်မယ်ငါကတော့ခွင့်မလွှတ်ဘူးဆိုတဲ့အေးဆက်ဆက်စကားလုံးတွေနဲ့အတူပုတ်ခေါင်ဟာသူ့ကိုတဆစီချင်းမုန်းပါတော့တဲ့နှိမ့်ဆက်မှုတွေစတင်လာပါပြီးပြင်းထန်ပြီးတိကျလာတဲ့အောက်ခြေခံချက်တွေဟာကျိုးဝိုင်းထဲမှာကြာပွတ်နဲ့ရိုက်လိုက်တယ်လို့အတန်တွေဟိမ့်ထွက်နေခဲ့ပါတယ်တာကာယူကီတယောက်ဘလို့ပဲပိတ်ဆို့ဖို့စူးစမ်းဘလို့ပဲနောက်ဆုတ်သူ့ရဲ့ခြေရောက်တွေကတော့သူ့ကိုတစ္ဆာဖောက်သွားခဲ့ပါပြီနာကျင်မှုတွေကြောင့်သူ့မျက်နှာဟာတွန့်လိန်နေခဲ့ပြီးခြေလမ်းတိုင်းမှာသူဟာစစ်တီတော်တယောက်နဲ့မတူတော့ပဲပိတ်မိနေတဲ့တားကောင်တစ်ကောင်နဲ့ပိုတူလာခဲ့ပါတယ်နောက်ဆုံးမှာတော့ပုတ်ခေါင်ဟာအနီးကချင်းကပ်လာပြီးသူ့ရဲ့အဓိကလက်နက်ဖြစ်တဲ့ဒူးတိုက်ချက်တွေကိုတုံးလိုက်ပါတော့တယ်သူဟာတာကာယူကီရဲ့လေပင်ကိုတမ်မနီလိုခိုင်မာတဲ့လက်တွေနဲ့ချုပ်ထားပြီးပြင်းထန်လာတဲ့ဒူးတိုက်ချက်တွေကိုတစ်ချက်ပြီးတစ်ချက်ပစ်သွင်းပါတော့တယ်ရင်ဘတ်တွေရောခေါင်းတွေကိုပါတည့်ဆက်ထိမှန်နေခဲ့တာပါတန်ချက်တိုင်းကအသက်ရှူဖို့ခက်ခဲစေတယ်လို့တိုက်စစ်တိုင်းကလည်းသူ့ကိုလဲချခါနီးအခြေအနေကိုပိုပြီးဆွဲခေါ်သွားခဲ့ပါတယ်ပရိသတ်တွေကလည်းကန်ထဝင်ကြီးနဲ့ကြော့ပြန်လာပြီးဆိုတာသိတာကြောင့်တခင်နဲ့အော်ဟစ်အားပေးနေကြပါတယ်နောက်ဆုံးမှာတော့အဆုံးသက်ဒူးတိုက်ချက်တစ်ခုနဲ့အတူတာကာယူကီတယောက်ပြိုလဲသွားပါတော့တယ်တိုင်လူကြီးကကြားဝင်တားဆီးပြီးဒီနေ့ဆက်မှုကိုအဆုံးသက်ပေးလိုက်ပါတယ်သူ့အတွက်တော့ဂုဏ်ယူစရာဖြစ်လာမဲ့အစားမွေထိုင်းကန်ထဝင်ကြီးကိုဒေါသထွက်အောင်လုပ်မိရင်ဘာဖြစ်မလဲဆိုတဲ့ခါတိလာတဲ့သင်ခန်းစာတစ်ခုကိုပဲရရှိသွားခဲ့ပါတော့တယ်ဗျာမွေထိုင်းကန်ထဝင်ကြီးပုတ်ခေါင်ကိုအားပေးတဲ့ပရိသတ်တွေရှိရင်မမပြောသွားပါအောင်နော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက်ဝဲဗီဒီယိုတွေကိုအဆက်မပြတ်ကြည့်ရှုချင်ရင်တော့အသေးလေးပေးပြီး follow နှိပ်သွားဖို့မမေ့ပါနဲ့နော်